ပူတင်ဘာကြောင့်ရွှေတွေထုတ်ရောင်းနေရတာလဲစစ်ပွဲနောက်ွယ်ကဘေကျင်းရဲ့ပြင်ဆင်မှုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆို like ပါရီအခုရုရှားနိုင်ငံထဲမှာရုရှားသမိုင်းတစ်လျှောက်တစ်ခါမှမဖြစ်ဘူးသေးတဲ့ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်နေပါရီရုရှားစီးပွားရေးကပြိုလဲနေပြီးဗလာဒီမာပူတင်ရဲ့စစ်ပွဲကလည်းဆွဆွရွရွအခြေအနေပြတ်နေချိန်မှာလူတစုကတော့နိုင်ငံတွင်းအစိုးရပြောင်းလဲဖြစ်ဖို့တိတ်တိတ်ဆိတ်ပြင်ဆင်နေကြပါပြီအဲဒီအုပ်စုကတခြားသူမဟုတ်ပဲပူတင်ရဲ့အရေးအကြီးဆုံးမဟာမိတ်ဖြစ်တဲ့တရုတ်ကွန်မြူနစ်ပါတီကိုယ်တိုင်ပါပဲဘုံပေါက်ခွဲသလိုမျိုးထပ်ပေါ်လာတဲ့အစီရင်ခံစာတစ်ခုရပူတင်မရှိတော့တဲ့နောက်ပိုင်းအာဏာရလာနိုင်ခြေရှိတဲ့ရုရှားအရာရှိတွေကိုဘေကျင်းဘက်ကတိတ်တိတ်ဆိတ်ဓာတ်ရိုက်ဆက်ဆံရေးတိစောက်နေတယ်လို့သိရပါတယ်ဒါဒီမကသေးဘဲနဲ့ Wine Barrel ကုမ္ပဏီတွေကပါပူတင်ကိုကြောခိုင်းလာကြသလိုရုရှားရဲ့အိန္ဒိယနိုင်ငံတွေကလည်းဒီစစ်ပွဲကိုရပ်တန့်ဖို့ပူတင်ရဲ့မျက်နှာကိုတက်တက်ကြည့်ပြီးပြောလာကြပါပြီရုရှားနိုင်ငံတွင်းမှာတော့မှဒီအထူးစစ်စင်ရေးကိုရပ်တန့်ဖို့ပူတင်ကိုဓာတ်ရိုက်တောင်းဆိုတဲ့သူတွေပုံပုံများပြားလာနေပါတယ်အခြေအနေကဘယ်လောက်ထိဆိုးသွားသလဲဆိုရင်အစိုးရကိုဝေဖန်တဲ့သူတွေကို FSB ကလိုက်လံရှင်းလင်းတဲ့အထိကိုဖြစ်ပျက်လာတာပါဒီနေ့ဗီဒီယိုမှာတော့လွန်ခဲ့တဲ့နှစ်ပတ်အတွင်းပူတင်ရဲ့မဟာမိတ်စနစ်ကြီးဘယ်လိုစတင်ပြိုကွဲလာသလဲတရုတ်ကဘာကြောင့်ပူတင်သိဆုံးသွားမယ့်အခြေအနေအတွက်ကြိုတင်ပြင်ဆင်နေတာလဲဘေကျင်းမှာရှိတဲ့ပိုစတာတစ်ခုကရှီကျင်းပြင်းနဲ့ဗလာဒီမာပူတင်တို့ရဲ့ဆက်ဆံရေးအကြောင်းဘယ်လိုတွေဖော်ပြနေသလဲဆိုတာတွေကိုပြောပြပေးသွားမှာပါပူတင်ရဲ့ဆိုရကသူတို့ကိုဝေဖန်တဲ့သူတွေကို FSB ထောက်လှမ်းရေးတွေတုံးပြီးတော့လိုက်လံနှိမ်နင်းနေပေမဲ့ပြည်သူတွေရဲ့တီးခန့်နိုင်စွမ်းကတော့ကုံဆုံးနေပါပြီအသက်ကိုရင်းပြီးဒီစစ်ပွဲကိုရပ်တန့်ဖို့ပူတင်ကိုဓာတ်ရိုက်တောင်းဆိုနေတဲ့ရုရှားအလို့သမားတယောက်ရဲ့ဗီဒီယိုဖိုင်လေးကိုအရင်ကြည့်လိုက်ရအောင်ပါသူကအာဏာပိုင်တွေပေါ်ကိုအကြီးကျယ်စိတ်ပြတ်နေတာပါဒေတာဒရာအာဏာပိုင်တွေပဲဖြစ်ဖြစ်ဖက်ဒရယ်အစိုးရပဲဖြစ်ဖြစ်သူတို့မှာတာဝန်ရှိပါတယ်မော်စကိုမှာရှိတဲ့ဂိုဒေါင်တွေနဲ့စိန့်ပီတာစဘတ်မှာတိုက်ခိုက်မှုတွေစတော့ကကျွန်တော်တို့စီတီကိုရောက်လာလိမ့်မယ်လို့ထင်ကြလားဆိုတော့ထင်တာပေါ်လို့သူကဆိုပါတယ်သူ့အမြင်ရတော့ရုရှားကဘာကာကွယ်ရေးဖွဲ့စည်းမှမရှိတော့ပဲတိုက်ခိုက်မှုတွေကဆက်ပြီးလာနေအောင်မှာပါယူကရိန်းကိုတိုက်ခိုက်နေတဲ့အထူးစစ်စင်ရေးနဲ့ပတ်သက်လို့သူကအထူးစစ်စင်ရေးကိုအများဆုံးအဆုံးသတ်စေခြင်းနဲ့ဆန္ဒရှိပါတယ်အများတန်းလည်းအဆုံးသတ်စေခြင်းနေတာပါအခုဆိုရင်တော့ဘလို့အခြေအနေနဲ့ပဲဖြစ်ဖြစ်အဆုံးသတ်စေခြင်းနေပါပြီဘလို့အခြေအနေနဲ့ပဲဖြစ်ဖြစ်အဆုံးသတ်လိုက်ပါတော့ရှိတဲ့အတိုင်းပဲရပ်လိုက်ပါတော့လို့ဆိုပါတယ်အမှန်တော့သူ့ရဲ့ဒီတောင်းဆိုချက်ကရုရှားပြည်သူတော်တော်များများရဲ့စိတ်ဆန္ဒကိုလည်းကိုစားပြုနေတာပါရုရှားရဲ့အမေဇုံလို့တင်စားရတဲ့ Wine Barrel ကုမ္ပဏီကရုရှားရဲ့အကြီးမားဆုံး online ဈေးကွက်ဖြစ်ပြီးဈေးကွက်ဝေစုရဲ့ထက်ဝက်နီးပါးကိုထိန်းချုပ်ထားတာပါအရင်ကတော့ဒီ website မှာတိုက်ပွဲဝင်ဝစ်စုံတွေ drone စိတ်ပိုင်းတွေနဲ့ပုံကျဲတဲ့စနစ်တွေထိအကုန်မှားလို့ရခဲ့ပါတယ်ရုရှားစစ်တပ်ကရှေ့တန်းကစစ်သားတွေစီကိုပစ္စည်းပို့ဖို့ဒီကုမ္ပဏီရဲ့ကြီးမားတဲ့ပို့ဆောင်ရေးကွန်ရက်ကိုအသုံးပြုခဲ့တာပါဒါကြောင့်လေယူကရိန်းက White Barriers ကိုရောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်လာပြီးဒီတိုက်ခိုက်မှုတွေကဘယ်လောက်ထိကိုထိရောက်တယ်လဲဆိုရင် White Barriers ကသူတို့ရဲ့ website ပေါ်မှာရှိခဲ့တဲ့အထူးစစ်စင်ရေးဆိုတဲ့ကဏ္ဍကြီးတစ်ခုလုံးကိုတိတ်တဆိတ်ဖယ်ရှားလိုက်ပါပြီဒါပူတင်ကိုတစ္ဆာဖောက်တာလို့ဓာတ်ရိုက်ပြောလို့မရသေးပေမဲ့စစ်တပ်နဲ့ပတ်သက်နေတာကိုဖုံးကွယ်ဖို့ကြိုးစားလာတာကတော့အမှန်ပါပဲပူတင်ရင်ဆိုင်နေရတဲ့တကယ်တစ္ဆာဖောက်မှုတွေကတော့ရှိနေပါသေးတယ်ဥပမာကာဇက်စတန်တမနာကပူတင်ရဲ့ဘေးမှာထိုင်နေရင်းနဲ့ဒီစစ်ပွဲကိုရပ်ရမယ်လို့တက်ပြောလိုက်တာမျိုးပါတရုတ်အကြောင်းကိုအရင်ပြောရရင်တရုတ်ကအခုပူတင်ချဆုံးတော့မယ့်အခြေအနေအတွက်ပြင်ဆင်နေပြီးရုရှားမှာဩဇာရှိဆုံးလူတွေနဲ့ဓာတ်ရိုက်ဆက်ဆံရေးတိစောက်နေတာပါ Wall Street Journal လို့ယုံကြည်စိတ်ချရတဲ့နေရာကထွက်လာတဲ့သတင်းမို့လို့တကယ်ကိုအံ့ဩစရာပဲမြင်ရုရှားနဲ့တရုတ်ကသမိုင်းတစ်လျှောက်မှာမဟာမိတ်ကောင်းနေမဟုတ်ခဲ့ဘူးဆိုတာသတိရဖို့လိုပါတယ်တကယ်တော့သူတို့ကပြိုင်ဘက်တွေပါရုရှားကတစ်ချိန်ကတရုတ်ပိုင်နဲ့ဖြစ်ခဲ့တဲ့ရုရှားအရှေ့ပြားဒေသပါဝင်မြေနေရာအများအများကိုသိမ်းယူခဲ့တာပါတရုတ်လူမျိုးအများစုကအဲ့ဒီမြေတွေကိုသူတို့ပိုင်နဲ့လို့အခုထိယူဆနေကြတော့ပါဒီမကျေနပ်ချက်တွေကဘယ်တော့မှပျောက်ကွယ်မသွားပါဘူးအခုတရုတ်ဆိုရှယ်မီဒီယာတွေမှာဆိုရင်ရုရှားကယူကရိန်းနဲ့အလုပ်ရှုပ်နေတော့မှရုရှားအရှေ့ပြားဒေသကိုပြန်သိမ်းဖို့ရှီကျင်းပင်ကိုတိုက်တွန်းနေကြတာတွေရှိပါတယ်ပူတင်ကသူ့ရဲ့လက်နက်တွေကိုယူကရိန်းမှာအကုန်သုံးနေပြီးဆိုက်ဘေးရီးယားဒေသကိုတော့အကာအကွယ်မဲ့ဖြစ်အောင်ထားခဲ့ပါတယ်ရှီကျင်းပင်ကတော့ယူကရိန်းစစ်ပွဲမတိုင်ခင်ကတည်းကဘာဟိုအာရှမှာရုရှားရဲ့ဩဇာလွှမ်းမိုးမှုကိုရှော့ချဖို့ပိုးလမ်းမစီမံကိန်းတွေနဲ့လှုပ်ဆောင်နေတာပါရုရှားကအားနဲ့နေချိန်မှာတရုတ်ကအင်အားတောင်တင်းနေတော့ပိုပြီးအထိနာစေပါတယ်အကြောင်းကတော့ဆိုက်ဘေးရီးယားမှာတရုတ်အသေးတန်လိုချင်နေတဲ့တယန်စာတတွေရှိနေလို့ပါအထူးသဖြင့်ရေချိုပါတရုတ်နိုင်ငံမြောက်ပိုင်းမှာရေရှားပါနေချိန်မှာဘိုက်ကယ်အိုင်မှာတော့ကမ္ဘာမျက်နှာပြင်ပေါ်ကတန်ရှင်းတဲ့ရေချို20%ကျော်ရှိနေတာပါရှီကျင်းပင်ကအခုတော့အသာစီးရလာနေပါတယ်တရုတ်နိုင်ငံရဲ့လူဦးရေကရုရှားထက်6ဆလောက်များနေသလို GDP ကလည်း6ဆလောက်ပိုများနေတာပါဒါကပူတင်အတွက်တော့သတင်းကောင်းမဟုတ်ပါဘူးဒါကြောင့်ဒီညီအကိုလိုဆက်ဆံရေးကထာဝရတည်မြဲမှာလားဆိုတဲ့မေးခွန်းထက်ဒါကဘယ်တော့အဆုံးသတ်မှာလဲဆိုတာကပိုအရေးကြီးလာပါတယ်ရှီကျင်းပင်ကသူလိုချင်တာကိုရဖို့အတွက်လုံလောက်တဲ့အခွင့်အရေးရပြီလို့ဘယ်အချိန်မှဆုံးဖြတ်မလဲဆိုတာပါပဲအဲ့ဒီခံမှန်းချက်တွေကအခုလက်တွေ့ဖြစ်လာနေပါပြီWall Street Journal ရဲ့အစီရင်ခံစာအရတရုတ်ကပူတင်အာဏာကဆင်းသွားပြီးနောက်ပိုင်းမှာအဓိကအခမ်းကဏ္ဍကနေပါဝင်လာနိုင်တဲ့ရုရှားအရာရှိတွေလူကုန်တန်တွေနဲ့ဆက်ဆံရေးကိုပိုပြီးတိစောက်လာနေတယ်လို့စစ်ပွဲနဲ့နိုင်ငံတကာရဲ့ဖယ်ကျဉ်မှုကိုခံထားရတာကြောင့်ရုရှားကတရုတ်ပေါ်ပိုပြီးတော့မှီခိုလာရပါတယ်2013ခုနှစ်ရှီကျင်းပင်အာဏာရကာစာတုန်းကသူဟာပူတင်ကိုစံပြပုဂ္ဂိုလ်တယောက်လိုသတ်မှတ်ခဲ့တာဖြစ်ပြီးအဲဒီချိန်မှာပူတင်ကအာဏာရတာ73နှစ်လောက်ရှိနေပါပြီဒါပေမဲ့အခုတော့အခြေအနေကပြောင်းလဲသွားပါပြီ
ပူတင်ကတဖြည်းဖြည်းနဲ့လက်အောက်ခံမိတ်ဖက်တယောက်ဖြစ်လာခဲ့တယ်လို့ရုရှားရရှိတွေကိုတရုတ်ထောက်လှမ်းရေးတွေကထောက်လှမ်းဖို့ကြိုးစားတာကိုရုရှားအာဏာပိုင်တွေကသိခဲ့ပေမဲ့ဘေဂျင်းနဲ့ဆက်ဆံရေးမပြတ်ချင်တာကြောင့်ဒါကိုလူသိရှင်ကြားမပြောခဲ့တယ်လို့တီးတန့်လည်းမကန့်ကွက်ခဲ့ပါဘူးဒီနေ့ခေတ်မှာရုရှားကတရုတ်ကိုပိုလိုအပ်လာနေတာပါရုရှားရဲ့နိုင်ငံခြားကုန်သွယ်မှု40%နဲ့ပို့ကုန်ဝင်ငွေရဲ့33%လောက်ကတရုတ်စီကနေလာတာပါဒါပေမဲ့တရုတ်ဘက်ကနေကြည့်ရင်တော့သူတို့ကုန်သွယ်မှုရဲ့4%လောက်ပဲရုရှားစီကိုသွားတာပါဒါကြောင့်တရုတ်ကဒီအသာစီးရမှုကိုသုံးပြီးရုရှားစီကနေအခွင့်အရေးတွေတစ်ခုပြီးတစ်ခုတောင်းဆိုနေတာဖြစ်ပါတယ်ဒီမဟာမိတ်ဆက်ဆံရေးကမညီမျှတော့ပါဘူးတရုတ်ကုန်ပစ္စည်းတွေကရုရှားစစ်ကွက်ထဲကိုလွှမ်းမိုးသွားပြီးပြည်တွင်းထုတ်လုပ်သူတွေကိုဖယ်ထုတ်လိုက်ပါတယ်လေလာသူတွေဆိုရတရုတ်ကရုရှားကိုသူတို့ရဲ့တယံဇာတနယ်မြေနဲ့ရုပ်သေးနိုင်ငံတစ်ခုလိုဖြစ်အောင်လုပ်ချင်နေတယ်လို့ဒီအချက်တွေထဲမှာအဓိကကတော့ရုရှားကိုလက်အောက်ခံနိုင်ငံဖြစ်အောင်တရုတ်ကစ조사နေတာပါပဲဒါကိုရုရှားလူကုန်ထမ်းတွေကလည်းပြောနေကြပါပြီပြီးခဲ့တဲ့လအစောပိုင်းမှာပဲပူတင်နဲ့ရင်းနှီးတဲ့ရုရှားဘီလီယံနာမယ်လီဆန်ကိုက Economic Magazine နဲ့အင်တာဗျူးတစ်ခုမှာဒါကိုထည့်ပြောခဲ့ပါတယ်သူဟာ2020စစ်ပွဲဆက်စခြင်းတုန်းကရုရှားရဲ့အချမ်းသာဆုံးလူဖြစ်ခဲ့တယ်လို့ပူတင်နဲ့လည်းတိုက်ရိုက်တွေ့ဆုံဆွေးနွေးလေးရှိတဲ့ဩဇာရှိသူပါသူကအနောက်နိုင်ငံမီဒီယာတွေနဲ့အင်တာဗျူးတာကတည်းကအန်ဩစရာဖြစ်နေပါပြီအဲ့ဒီအင်တာဗျူးမှာသူကရုရှားပြိုကွဲသွားရင်တရုတ်ကသိမ်းပိုက်သွားနိုင်တဲ့အခြေအနေကိုသတိပေးခဲ့တာပါရုရှားကအရန်ချီလုံးတော့ဘယ်နိုင်ငံကမှရုပ်သိမ်းနိုင်ငံလုပ်ဖို့မလွယ်ဘူးလို့သူကဆိုပေမဲ့ရုရှားရဲ့အာဏာရှိလူရန်စားတွေကြောင့်မှတော့ဒီလိုအခြေအနေမျိုးဖြစ်လာမှာကိုစိုးရိမ်နေကြတာအမှန်ပါပဲနောက်ထပ်စိတ်ဝင်စားစရာအချက်ကတော့ပူတင်ဘေကျင်းကိုသွားခဲ့ရတဲ့အကြောင်းရင်းပါပဲသူက Power of Siberia 2လို့ခေါ်တဲ့သဘာဝဓာတ်ငွေပိုက်လိုင်းသဘောတူညီချက်ရဖို့သွားခဲ့တာပါဒါပေမဲ့တရုတ်ကတော့ဒီဆွေးနွေးမှုကိုခိတ္တရပ်ထားဖို့သာပြောလိုက်ပါတယ်ပူတင်တရုတ်ကိုရောက်တဲ့အခါမြင်ခဲ့ရတဲ့ပိုစတာတစ်ခုမှာရှီကျင်းဖျင်ကပူတင်ထက်အရက်ပိုရှည်ပြီးတော့ထီကြီးဖြစ်နေတယ်လို့ပူတင်ကသူ့ကိုလေးစားစွာမော်ကြည့်နေတဲ့ပုံစံမျိုးကိုဖော်ပြထားတာပါပူတင်ကဒီလိုပုံရိပ်တွေကိုအရန်ထိခိုက်လွယ်တဲ့သူပါ2013တုန်းကအိုဘားမားကသူ့ကိုစာတင်ကန်းနောက်ဆုံးတန်းကပြင်းနေတဲ့ကလေးနဲ့နိုင်ရှင်တုန်းကသူအရန်စိတ်ဆိုးခဲ့ပူပါတယ်1950တုန်းကလည်းမော်စီတုန်းမော်စကိုကိုသွားတုန်းကစတာလင်ကိုပိုရက်ရှည်အောင်ဆွဲထားတဲ့ပိုစတာတွေရှိခဲ့ပါတယ်တကယ်တော့မော်စီတုန်းကပိုရက်ရှည်တာပါအဲဒီတုန်းကရုရှားကသူတို့ကိုသူတို့အကိုကြီးလို့ပြချင်လို့အဲ့လိုလုပ်ခဲ့ပေမဲ့အခုတော့အခန်းကဏ္ဍတွေကပြောင်းပြန်ဖြစ်သွားခဲ့ပါပြီစစ်အေးကာလာတုန်းကတရုတ်နဲ့ဆိုဗီယက်ယူနီယံကြားမှာပြဿနာအကြီးအကျယ်ရှိခဲ့ပူပါတယ်အဲ့ဒီချိန်မှာအမေရိကန်ကကစ်စင်ဂျာရဲ့အစီအစဉ်နဲ့ဒီချင်းတွေကိုအခွင့်ကောင်းယူပြီးဆိုဗီယက်နဲ့တရုတ်ပြန်မပေါင်းနိုင်အောင်တရုတ်နဲ့အမေရိကန်နှီးစပ်အောင်လုပ်ခဲ့တာပါတကယ်အရှက်ရစရာကိစ္စတစ်ခုကတော့ဓာတ်ပုံကိစ္စမဟုတ်ပဲပူတင်ကတရုတ်ကိုလက်မှတ်ထိုးစေခြင်းလုံးနေတဲ့သဘောတူညီချက်ကိုရှီကျင်းဖျင်ကညှင်းပယ်လိုက်တာပဲဖြစ်ပါတယ်အခုလက်ရှိရှိနေပြီးသားဖြစ်တဲ့ Power of Siberia 1ကရုရှားရဲ့ Siberia ကထွက်တဲ့သဘာဝဓာတ်ငွေတွေကိုတရုတ်စီပို့ပေးနေတာပါအခုပူတင်ကအဲ့လိုမျိုးပဲဒါပေမဲ့ပိုရှိတဲ့ pipeline တစ်ခုထပ်လုပ်ချင်နေတာပါအဲ့ဒါကို Power of Siberia 2လို့ခေါ်ပါတယ်ဒီ pipeline ကရုရှားနောက်ပိုင်း Siberia နဲ့အာတိတ်ဒေသကဓာတ်ငွေတွင်းတွေကိုတရုတ်နဲ့ဓာတ်ရိုက်ချိတ်ဆက်ပေးမှာပါဒီနေရာမှာအရေးကြီးတဲ့ချက်တစ်ခုရှိတာကအဲ့ဒီဓာတ်ငွေတွင်းသစ်တွေကအရင်တုန်းကဥရောပကိုဓာတ်ငွေပေးနေတာပါအခုတော့ပူတင်ကဥရောပနိုင်ငံတစ်ခုကိုကျူးကျော်လိုက်တဲ့အတွက်ဥရောပဖောက်သည်တွေကရုရှားဓာတ်ငွေကိုမဝယ်ကျင်ကြတော့ပါဘူးဒါကြောင့်ပဲရုရှားကသူကိုယ်တိုင် Pay for to Russia လို့နာမည်ပေးထားတဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်လာခဲ့တာပါဒီအစီအစဉ်အဓိကရွေးချက်ကတော့ဥရောပနဲ့လုပ်ခဲ့တဲ့စီးပွားရေးတွေနေရာမှာအာရှနဲ့အစားထိုးဖို့ပဲဖြစ်ပါတယ်ဒီအစီအစဉ်ရဲ့တသွေးကြောကတော့အရင်ကဥရောပကိုပို့ခဲ့တဲ့ဓာတ်ငွေတွေကိုတရုတ်ကိုပြန်ရောင်းမဲ့ဒီသဘောတူညီချက်ပါပဲတကယ်တော့ဒါကနှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိပါတယ်တရုတ်ကဓာတ်ငွေလိုအပ်နေပြီးသူတို့ရဲ့သုံးစွဲမှုကလည်းနှစ်တိုင်းတိုးတက်လာနေတာပါရုရှားမှာကလည်းရောင်းစရာဓာတ်ငွေတွေကရှိနေပါတယ်တင်မော်နေတောင်တင်ပို့စရာမလိုပဲပိုက်လိုင်းနဲ့ဓာတ်ရိုက်ပို့ပေးလို့ရနေတာပါဒါကြောင့်နေရာလုံးမှာတယောက်လိုအပ်တာကိုတယောက်ကပေးနိုင်တဲ့အနေအထားရှိနေပြီးရုရှားကပတ်စံလိုနေသလိုတရုတ်ကတော့ရုရှားရောင်းတဲ့ကုန်ပစ္စည်းကိုလိုနေတာပါဒါဆိုဘာလို့လက်မှတ်မထိုးကြတာလဲဒီနေရာမှာပြဿနာကဈေးနှုန်းဖြစ်နေတာပါတရုတ်ကအခုချိန်မှာသူတို့ကအသာစီးရနေဆိုတော့ကိုကောင်းကောင်းကြီးသိထားပါတယ်အထူးသဖြင့်ယူကရိန်းရဲ့ drone တွေကပင်လယ်နက်ထဲကရုရှားစီတင်သင်္ဘောတွေကိုဖျက်ဆီးနေတဲ့ချိန်မှာရုရှားကသင်္ဘောနဲ့ပို့တာထက်ပိုက်လိုင်းနဲ့ပို့ရတာကိုပိုလိုလားနေမှာပါတရုတ်ဘက်ကလည်းရုရှားကဒီသဘောတူညီချက်ကိုဘယ်လောက်တောင်တဲတန်လိုချင်နေလဲဆိုတာသိသလိုတရုတ်အနေနဲ့ဓာတ်ငွေကိုတခြားနေရာတွေကလည်းရနိုင်နေတာပါအရှေ့လက်ပိုင်းကရနိုင်သလိုပြည်တွင်းမှာလည်းထွက်တာတွေရှိပြီးတခြားထောက်ပံ့ပေးတဲ့နိုင်ငံတွေကလည်းရှိနေပါသေးတယ်ဆိုလိုတာကသူတို့ကဓာတ်ငွေတော့လိုချင်တယ်ဒါပေမဲ့ရုရှားဓာတ်ငွေမှပဲဖြစ်မယ်ဆိုတာမျိုးမဟုတ်နေပါဘူးရုရှားကတော့တရုတ်ကိုဥရောပနိုင်ငံတွေပေးတယ်လို့မျိုးဈေးကွက်ပေါက်ဈေးနဲ့ပေးစေချင်နေတာပါတရုတ်ကတော့မော်စကိုကဈေးနှုန်းနဲ့ပဲလိုချင်နေတာပါပူတင်ကရုရှားနိုင်ငံသားတွေသူ့ကိုကြည်ပြူအောင်လို့ပြည်တွင်းမှာတုံးတဲ့ဓာတ်ငွေတွေကိုဈေးလျှော့ပေးထားတာဖြစ်ပြီးနိုင်ငံခြားကိုဈေးကြီးကြီးနဲ့ရောင်းရင်းရလာတဲ့ပတ်စံနဲ့ပြည်တွင်းဈေးနှုန်းကိုထိန်းထားတာပါအခုတော့တရုတ်ကမင်းတို့နိုင်ငံသားတွေကိုပေးတဲ့ဈေးနဲ့ပဲငါတို့ကိုရောင်းပါလို့ပြောနေတာပါပူတင်ကတော့ဘေကျင်းကိုသွားပြီးတော့ညှိနှိုင်းရင်အဖြစ်တစ်ခုခုထွက်လာမလားလို့မျှော်လင့်ခဲ့ပုံရပေမဲ့တရုတ်ကတော့ညှိနှိုင်းမှုတွေကိုခိတ္တရပ်ထားဖို့ပဲပြောလိုက်ပါတယ်တရုတ်ကသူတို့အချိန်ဆွဲလေးရှီကျင်းဖျင်အတွက်ပို့ပြီးတော့အသာစီးရလေလေဆိုတာသိနေတဲ့အတွက်
အလောတကြီးလက်မှတ်ထိုးဖို့စိတ်မကူးသေးတာပါပူတင်ပေးနိုင်တဲ့ဈေးထက်အများကြီးတက်တာတဲ့ဈေးနဲ့ရဖို့ကိုပဲစောင့်နေတယ်လို့ဒီအချက်တွေပြင်တရုတ်တကယ်ဘာကိုရည်ရွယ်နေလဲဆိုတာနဲ့ပတ်သက်လို့ယူဆချက်တစ်ခုလည်းရှိနေပါသေးတယ်အခုဆိုရင်တရုတ်နိုင်ငံကရုရှားနိုင်ငံတွင်းကအလုပ်ငန်းကဏ္ဍတော်တော်များများကိုထိန်းချုပ်ထားနိုင်နေပါပြီအထူးသဖြင့်ဒီစစ်ပွဲစတင်ကြတဲ့ကပါရုရှားကတရုတ်ကနေဝင်လာတဲ့ကုန်ပစ္စည်းတွေပေါ်မှာကန့်သက်ချက်တွေအများကြီးလျှော့ချပေးခဲ့ရပါပြီဆိုလိုတာကအခွန်တွေနဲ့တခြားအတားအဆီးတွေအားလုံးကိုဖယ်ရှားပေးလိုက်ရတာမို့တရုတ်ကုမ္ပဏီတွေကရုရှားစီးကထဲကိုဈေးပေါ်တဲ့ကုန်ပစ္စည်းတွေနဲ့စနစ်တကျထိုးဖောက်ဝင်ရောက်လာခဲ့ပါပြီဒါရုရှားကုမ္ပဏီတွေကိုဒေဝါလီခံရတဲ့အထိကိုဖြစ်စေခဲ့တာပါသူတို့တွေကတရုတ်ရဲ့ဈေးနှုန်းတွေကိုမရှင်းနိုင်တော့ပါဘူးရုရှားစီးပွားရေးကအဖက်ဖက်ကပြိုလဲနေပါပြီဒီနေ့ပထမနေ့ဝက်အတွင်းမှာဒေဝါလီခံမှုနှုန်းက21%ထိမြင့်တက်လာပြီးရုရှားလုပ်ငန်းတွေရဲ့43%ကလည်းမကြခင်မှာဒေဝါလီခံရနိုင်တယ်လို့လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားကြပါရီဒါတွေအားလုံးကတရုတ်ရဲ့ရှင်ပြိုင်မှုကြောင့်ပဲလို့မဆိုလိုပေမဲ့အတိကအစိပ်ပိုင်းတစ်ခုကတော့တရုတ်ကြောင့်ပဲလို့ဆိုရမှာပါရုရှားဗဏ္ဍာရေးဝန်ကြီးဌာနကငွေတိုင်းစာချုပ်တွေရောင်းဖို့လေလံပွဲ၄ချိန်လုပ်ခဲ့ပေမဲ့ဝယ်မဲ့သူတယောက်မှမရှိလို့အဆက်တကွဲဖျက်သိမ်းခဲ့ရပါရီဒီတော့ယူဆချက်တစ်ခုကတရုတ်ကရုရှားရဲ့သဘာဝတံငွေတွေကိုဝယ်ဖို့ပဲစောင့်နေုံနဲ့မဟုတ်ပဲရုရှားရဲ့လောင်စာမြေတွေကိုပါဓာတ်ရိုက်ပိုင်ဆိုင်ဖို့ကြိုးစားနေတာလားဆိုတာပါပဲကုန်ကြောဝယ်နေရာထက်စားရင်အရင်မြစ်ကိုပဲပိုင်ဆိုင်လိုက်တာကပိုပြီးတော့အကျိုးရှိနိုင်ပါရီတကယ်လို့ရုရှားတော့အခုလိုဆက်ပြီးတော့ကြာဆင်းနေအောင်မယ်ဆိုရင်အနာဂတ်မှာဒါဟာဖြစ်လာနိုင်တဲ့ရွေးချယ်စရာတစ်ခုဖြစ်လာပါလိမ့်မယ်ဒီလောက်ထိအဖက်ဖက်ကခက်ခဲတွေရှိနေတာတော့ရုရှားကဒီစစ်ပွဲအတွက်ငွေကြေးကိုဘယ်လိုများရှာနေတာလဲအစပိုင်းမှာတော့ရုရှားကဒီစစ်ပွဲအတွက်ကုန်ကျစရိတ်ကိုအကျွေးနဲ့ပဲဖြည့်ရှင်းဖို့ကြိုးစားခဲ့တာပါငွေတိုက်စာချုပ်တွေအများကြီးထုတ်ရောင်းပြီးငွေချေးမဲ့သူတွေစီကနေပတ်စံရှာဖို့သူတို့စီစဉ်ခဲ့ပေမဲ့ကန်ဆိုတာကရုရှားစီးပွားရေးခြေအနေကြောင့်ယင်းနှိမ့်မြောက်နေသူတွေကရုရှားရဲ့ငွေတိုက်စာချုပ်တွေကိုဝယ်ဖို့တိတ်ပြီးတော့စိတ်မပါကြပါဘူးကမ္ဘာဒုတိယအင်အားကြီးဆုံးစစ်တပ်အတွက်တော့ဒါဟာတကယ်ကိုအရှက်ရစရာပါပဲအခြေအနေတွေကဆွေးရွားလုံးနေရကြောင်းဗန်နာရေးဝန်ကြီးဌာနကငွေတိုက်စာချုပ်လေးလံပွဲတွေကိုနောက်ထပ်လှုပ်တော့မှာမဟုတ်ဘူးလို့ကြေညာလိုက်ရပါတယ်ပူတင်ကဒီစစ်ပွဲအတွက်ပတ်စံကိုဘယ်ကနေရနေရလဲဆိုရယ်တကယ်အဖြေကတော့ရုရှားရဲ့အရန်ရွှေတောင်တွေကိုထုတ်ရောင်းနေတာပဲဖြစ်ပါတယ်ရုရှားပိုင်းရဲ့ထုတ်ပြန်ချက်အရရုရှားကဒီနေ့အတွင်းမှာရွှေတန်ချိန်44တန်ကိုဘတ်ဂျက်လုံငွေဖြည့်တင်းဖို့အတွက်ထုတ်ရောင်းခဲ့ပါတယ်ဒါစံချိန်တင်ရောင်းချမှုပါရုရှားမှာရွှေဘလောက်ကျန်နေသေးလဲဆိုတာကိုခရမလင်ကထုံမပြောတာကြောင့်ဒါစုစုပေါင်းရဲ့ဘလောက်ရာခိုင်နှုန်းလဲဆိုတာတော့အတိအကျမသိရပါဘူးဒါပေမဲ့မစတင်တဲ့စစ်ပွဲတစ်ခုအတွက်ကိုယ့်ရဲ့စုဆောင်းထားတဲ့ရွှေတွေကိုထုတ်သုံးနေရပြီဆိုကြတဲ့ကအခြေအနေကတော့တကယ်ကိုစိုးနေပြီလို့ပြောရမှာပါအခုတော့ရုရှားကိုသစ္စာဖောက်နေတာတရုတ်နိုင်ငံတည်းတော့မဟုတ်ပါဘူးဂါဇက်စတန်လိုတခြားနိုင်ငံတွေလည်းရှိနေပါသေးတယ်ဂါဇက်စတန်သမ္မတကလည်းပူတင်မမျှော်လင့်ထားတဲ့အရာကိုလုပ်ခဲ့တာပါအစည်းအဝေးတစ်ခုမှာသူတို့နှစ်ယောက်ဘေးချင်းရှင်ထိုင်နေကြတာပါဂါဇက်စတန်သမ္မတကစကားပြောတဲ့အခါမှာပူတင်ကိုလူသိရှင်ကြားပဲဒီစစ်ပွဲကိုရပ်လိုက်ပါတော့လူတွေအများကြီးသိနေပြီလို့ပြောချလိုက်ပါတယ်အဲဒီချိန်မှာပူတင်ရဲ့မျက်နှာမူရကိုသေချာကြည့်ကြည့်လိုက်ပါအောင်ဂါဇက်စတန်သမ္မတကဥရောပနဲ့အမေရိကန်ကနေကျွန်တော်စီကိုဖုန်းနဲ့ဆက်သွယ်လာတွေအများကြီးရှိပါတယ်ယူကရိန်းနဲ့ရုရှားကြားကပြည်ပခအကြောင်းတွေကိုပေါ့ကျွန်တော်မြင်ရတော့ဒါဟာနိုင်ငံချင်းချင်းဖြစ်တဲ့ပြည်ပခပါပြည်တွင်းစစ်မဟုတ်ပါဘူးကျွန်တော်တို့ကယူကရိန်းလူမျိုးတွေနဲ့သူတို့ရဲ့ယဉ်ကျေးမှုတွေကိုအမြဲတမ်းလေးစားခဲ့တာပါဒီစစ်ပွဲရဲ့သဘောတဘာဝကကျွန်တော်တို့အပါအဝင်လူတော်များများအတွက်ရှင်းရှင်းလင်းလင်းမရှိပါဘူးအဇာဘိုင်ဂျန်နဲ့အာမေးနီးယားကြားကကိစ္စဆိုရင်တော့တမိုင်းကြောင်းရကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိပါတယ်ဒါပေမဲ့ဒီကိစ္စကတော့ခက်ခဲလုံးပါတယ်ခမည်းအနေနဲ့လည်းအထက်နိုင်ဆုံးလိုက်လျောညီတွေဖြစ်အောင်လုပ်ခဲ့တာကိုကျွန်တော်နားလေပါတယ်ဒါပေမဲ့အခုချိန်ကဒီစစ်ပွဲကိုခေတ္တရပ်တန့်ပြီးအရင်ကရရှိခဲ့တဲ့ရလဒ်တွေတိုင်းပြန်ပြီးတော့ဆွေးနွေးတဲ့အချိန်ပါပဲလို့ပြောခဲ့တာပါအဲဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာပူတင်ရဲ့မျက်နှာဟာတကယ်ကိုမတတ်မတာဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့ပူတင်အတွက်ကံကောင်းတာတခုကတော့သူ့ဘေးမှာရပ်တည်ပေးမဲ့နိုင်ငံတနိုင်ငံရှိနေသေးတာပါပဲအဲ့ဒါကတော့တခြားသူမဟုတ်ပဲအီရန်နိုင်ငံပါအီရန်မီဒီယာတွေကယူကရိန်းကိုဘုံကျဲဖို့သူတို့မကြောက်ဘူးလို့လူသိရှင်ကြားပြောဆိုထားပါတယ်ဘာကြောင့်လဲဆိုတော့မနေ့မနက်ကသမ္မတဇာလန်စကီကယူကရိန်းစစ်တပ်ဟာကက်စပီယန်ပင်လယ်ထဲမှာရှိတဲ့ရုရှားနဲ့အီရန်ကြားလက်နက်တွေတည်ယူပို့ဆောင်နေတဲ့သင်္ဘောတွေကိုအောင်မြင်မြင်တိုက်ခိုက်နိုင်ခဲ့တယ်လို့အတည်ပြုခဲ့လို့ပါပဲကက်စပီယန်ပင်လယ်ဟာရုရှားနဲ့အီရန်ကြားမှာလက်နက်တွေဒရုန်းတွေနဲ့ဒုံးကျည်စိတ်ပိုင်းတွေကိုလှည့်ဝက်တည်ယူရမှာအတိကလမ်းကြောင်းတစ်ခုဖြစ်နေတာကြားပါပြီရှာဟစ်ဒရုန်းတွေကယူကရိန်းထဲမှာစစ်စင်ရေးလှုပ်ဆောင်ထားကြသလိုဒီလက်နက်တွေကယူကရိန်းကတိုက်ခန်းတွေဈေးဝယ်စင်တာတွေနဲ့အရက်သားတွေကိုဖျက်ဆီးနေတာပါဒါကြောင့်လည်းယူကရိန်းကအဒီသင်္ဘောတွေကိုပြတ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အီရန်ဆိုရဟာအမေရိကန်ကိုစန့်ကျင်နေရုံနဲ့မကပဲတီဟီရန်ဆိုရကရုရှားနဲ့တလိတဲစီတစ်ဖက်တည်းဖြစ်နေတာပါယူကရိန်းထဲမှာလူပေါင်းထောင်ချီသေဆုံးခဲ့ရတာကဒီအစိုးရမှာတာဝန်ရှိသလိုအီရန်နိုင်ငံထဲမှာရင်လူပေါင်းသိန်းနဲ့ချီသေဆုံးခဲ့ရတာလည်းဒီအစိုးရကြောင့်ပါပဲအီရန်နိုင်ငံမှာမီဒီယာတွေထုတ်ပြန်ထားတဲ့ကြေညာချက်ကိုကြည့်လိုက်ရရင်အီရန်မီဒီယာတွေကယူကရိန်းကိုဘောလစ်တစ်ဒုံးကျည်တွေနဲ့တိုက်ရိုက်တိုက်ခိုက်မယ်လို့လူသိရှင်ကြားချင်းချောက်လာပါတယ်သူတို့တင်ထားတဲ့ပုံမှာဆိုရင် Super Heavy Caral 4ပါဝင်အီရန်ရဲ့ဒုံးကျည်တွေကယူကရိန်းတနိုင်ငံလုံးကိုရောက်ရှိပစ်ခတ်နိုင်တယ်လို့ပြသထားပါတယ်ဒါကဇာလန်စကီကိုမီဒီယာတွေကပဲစန့်ကျင်နေတာမဟုတ်သလိုအီရန်မှာကမီဒီယာတွေကိုအစိုးရကပဲထိန်းချုပ်ထားတာမို့ဒါဟာအစိုးရကိုယ်တိုင်ပြောနေရတဲ့တူတူပါပဲဒါပြင်အီရန်ယာရှိတွေကလည်းဘာအကြောင်းပြချက်မှမရှိပဲ
ယူကရိန်းကိုတိုက်ရိုက်တိုက်ခိုက်ပြောဆိုနေကြပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးထုတ်ပြန်ခဲ့တဲ့ကြေညာချက်ကတော့ဇာလန်စကီကအီရန်ကုန်နယ်သင်္ဘောကိုတိုက်ခိုက်ပြီးသင်္ဘောသားတအုပ်ကိုတပ်ဖြတ်ခဲ့တယ်။ဒါအစ္စရေးရဲ့ခိုင်းစေချက်အရဥရောပကိုစစ်ပွဲထဲဆွဲသွင်းမှုကုလသမဂ္ဂပြည်ညံကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာပဲလို့ဆိုထားတာပါ။ EU စိတ်မြင့်အရာရှိတွေနဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးလာဘရက်တို့နဲ့ဖုံးပြောရမှာလေ။ကီရက်ဖ်ကဒီလိုအလကားစားနေတဲ့သူ့ရဲ့လောက်ရက်ကိုလက်တုံပြန်သွားမယ်လို့သူကရှင်းရှင်းလင်းလင်းပြောထားပါတယ်။ဒါဟာတန်တမန်ဆန်ဆန်ပြောတဲ့စကားမျိုးမဟုတ်တယ်လို့အီရန်ဟာဒီပဋိပက္ခမှာဘယ်ဘက်မှာရှိနေတယ်လဲဆိုတာကိုအတိအလင်းပြသလိုက်တာပါပဲ။သူတို့ကအစာကလေးကရုရှားကိုထောက်ခံနေကြတာဖြစ်ပြီးအီရန်ဟာရုရှားကိုရှာဟစ်ဒရုန်းတွေထောက်ပံ့ပေးနေခဲ့တယ်လို့ရုရှားနိုင်ငံထဲမှာဒရုန်းတွေပို့ထုတ်နိုင်အောင်ဒရုန်းစက်ရုံတွေစောက်ပေးနေတာမျိုးတွေလည်းရှိပါတယ်။ဒါပြင်အီရန်ယူကရိန်းစစ်ပွဲမတိုင်ခင်ကတည်းကရုရှားကိုဒုံးကျည်တွေထောက်ပံ့ပေးခဲ့တာပါ။အဲ့ဒီဒရုန်းတွေနဲ့ဒုံးကျည်တွေကြောင့်ယူကရိန်းအရသားထောင်ပေါင်းများစွာတေဆုံးခဲ့ရပါတယ်။အီရန်အစ္စလာမစ်အစိုးရကရုရှားဘက်မှပြေးဝရှိနေတယ်လို့တစ်ချိန်တည်းမှာပဲယူကရိန်းကရုရှားကနေအီရန်ကိုပို့နေတဲ့ကုန်ပစ္စည်းတွေကိုကြားဖြတ်တားဆီးနေပါတယ်။အကြောင်းကအီရန်ကအဲ့ဒီလက်နက်တွေကိုအရှေ့လက်ပိုင်းကအမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့သုံးနိုင်ခြေရှိနေလို့ပါပဲ။ယူကရိန်းကအဲ့ဒါတွေကိုဟန်တာပေးနေတာဖြစ်ပါတယ်။လက်ရှိမှာတော့ရုရှားတပ်တွေကယူကရိန်းဒရုန်းတွေကသူတို့ရဲ့ရေနံချက်စိတ်ရုံတွေကိုမတိုက်နိုင်အောင်တန်တကာကွန်ရက်တွေကိုစမ်းသပ်လာပါတယ်။ဒါတွေကအဝတ်စားတွေပလတ်စတစ်တွေမဟုတ်ဘဲတကယ်တန်တကာအမာစားတွေပါ။ရေနံချက်စိတ်ရုံတွေရဲ့အထူးစိတ်ပိုင်းတွေပေါ်မှာဒီစကားတွေကိုအုပ်ထားပြီးယူကရိန်းဒရုန်းတွေညှိသွားအောင်ဒါမှမဟုတ်စက်ပစ္စည်းတွေကိုမထိခင်အဝေးမှာတင်ပေါက်ကွဲသွားအောင်လှုံ့ဆော်ထားတာပါ။ဒါပေမဲ့ရုရှားတွေကမကောင်းတယ်လို့ဖြေရှင်းလို့မရဖြစ်နေသေးတာကယူကရိန်းကရှေ့တန်းစစ်မျက်နှာရောက်လာမယ်ရုရှားအနေနဲ့မီခိုနီယာရဲ့အီရန်စီကလက်နက်လမ်းကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေတာပါပဲ။ဒီတော့တင်တော့ပူတင်ရဲ့ဒီမဟာမိတ်စနစ်ကြီးပြိုကွဲလာတာကရုရှားနိုင်ငံရဲ့အလှည့်ပြောင်းတစ်ခုစီကိုဦးတည်နေတယ်လို့ထင်ပါသလား။တရုတ်ကရုရှားကိုတကယ်ပဲဝါမျိုးသွားမလား။တင်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment လေးမှာဆွေးနွေးပေးခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။